လက်ထပ်ပွဲကိုစောင့်နေကြတဲ့လိမ္မာတွေကိုအကွက်ရှိသွားခဲ့တဲ့ပစီတွေနှကန်းတစ်စုံကိုစိတ်စိတ်တင်းထားတတ်ပြီးတော့မျက်နှာတီတီနဲ့နေတက်ကလိမ္မာတွေဆိုရင်တော့ဘူးကHey, tôi era un galo leitio, e qua c'ero a mi. Ya, ho tenta la lingaro a roi di la mle. Galo a qua c'ero ne ho di la mle to tao bibi. Oh my god. Galo le puto fa sappiamo lo di la o a toi ale. Te che di la lo galo di ma có mi tao ni di la. Mle tenia sa galo wai phie ni bi di la lingma di ma qua c'ero a lo mle te che le qua c'ero ba a phi wai bo ne ta sao chen le ya no. Galo le tiểu le ba ta qua c'ero ti ba. Ai người mà ta tông tha pizza. Nhưng mà rất em xin đi để làm chào bảo လန့်ပြောပြတတ်ပြီးပါဖောင်းဖောင်းလေးရှိတဲ့ပေါ်တီလေးဟာဆိုရင်တော့ဝမ်ရီပိုလေးပဲဖြစ်ပါတယ်။ဝမ်ပေါလေးကိုတော့1998ခုနှစ်8လပိုင်း9ရက်နေ့ကမွေးဖွားခဲ့ကဝမ်ငယ်ဝမ်ပေါပေါ်တီခွေးပေါလေးဆိုပြီးတော့ဖန်တွေရဲ့အမှုပညာရှင်တွေကြားထဲမှာနာမည်ကြီးတဲ့သူတွေဖြစ်ပါတယ်။ဝမ်ပေါလေးရဲ့ English name ကတော့ Leo ပါ။တခုတော့တတိထားပါမယ်ခွေးပေါက်လေးဆိုတာကသူ့ရဲ့ကိုဇီယိုဆန်ကလေးပဲသူ့ရှေ့မှာခေါ်ခွင့်ရှိတာပါတယ်နော်ပေါ်တီဆိုတာလေသူတဦးတည်းသာအရင်စပြီးတော့ခေါ်ခဲ့တာပါဇီယိုဟန်ကဆိုရင်လည်းယုံသွားလေးနှစ်ချောင်းနဲ့အိုင်းလိုင်နာမလိုလောက်အောင်လှပြီးတော့ဖြူစင်တဲ့မျက်လုံးလေးရဲ့ပိုင်ရှင်ပါအောင်နှကန်းလေးရမှဲ့နဲ့လေးရလေးဒီယုံပေါက်လေးရဲ့မျက်နှာလေးကိုအများကြီးပို့ပြီးတော့တင့်တယ်သွားစေပါတယ်နော်သူလေးတော့1990ခုနှစ်10လပိုင်း9ရက်နေ့မှာမွေးဖွားခဲ့ပြီးကြံကောရှောင်းကောကောကြံရုံပေါလေးဆိုပြီးတော့ပရိသတ်တွေကြားထဲမှာ event စားတဲ့သူလေးပါရှောင်းကျန်ရဲ့ English name ကတော့ CN ဖြစ်ပါရဲ့ရှင်။ဒါပေမဲ့ကျန်းကောနဲ့ကျန်းဆိုတာကတော့သူ့ရဲ့ပေါ်တီလေးတစ်ယောက်ကပဲအရင်စခေါ်ခဲ့တာပါနော်။သူတို့နှစ်ယောက်ကတော့ The Anthem Series နဲ့အရန်ကုန်မှနာမည်ကြီးလာပြီးတော့တစ်ကမ္ဘာလုံးနီးပါးကပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တာပါ။ဒီဇလန်တွေရဲ့ Behind the Scenes တွေမှာဆိုရင်လေပေါ်တီနဲ့ကျန်းကောကဘေးမှာလူတွေရှိနေရတော့မှနှစ်ယောက်တည်းကပါတည်နေတဲ့သူတွေပါနော်။ဘသူတွေနဲ့ပဲဖြစ်ဖြစ်အမြဲတမ်းမျက်နှာတီးတင်းနေတတ်ပြီးဘူးကလန့်ပြန်ပြောတတ်တဲ့ဝန်ငယ်ကတော့သူ့ရဲ့ကျန်းကောနဲ့ဆိုရင်တော့တခြားကဘာကဝမ်ကြီးပေါ်ရောက်နေသလားလို့တော့မှထင်ရတာပါအပြုံးတွေကအရန်ကိုချိုးပြီးတော့စကားတွေဆိုတာအရန်ကိုများနေတာလေလိမ့်မတွေကုန်သေးမှာပေါ့အင်တာဗျူးတစ်ခုမှာကျန်းကောဖြေသွားတာကဝမ်ကြီးပေါ်ကစကားအရန်များပါတဲ့ရှင်ပြန်ခွဲတိုင်းမှာအမြင်နဲ့အနိုင်ရမှကြိုက်တဲ့ဝမ်ကြီးပေါ်ကသူ့ကိုဖြစ်တဲ့ရှောင်းကျန်လေးနဲ့ဆိုရင်တော့အမြင်နဲ့အလျှော်ပေးတတ်တဲ့သူလေးပါရုံပေါလေးရလည်းပဲပေါ်တီလေးနဲ့တွေ့တဲ့ခါတိုင်းမှာအမြင်နဲ့ရှက်သွေးဖြာနေတတာပါနော်တချို့အင်တာဗျူးတွေမှာဆိုရင်တော့သတင်းတောက်တွေကမင်းနေပေမဲ့လေသူတို့နှစ်ယောက်ကမျက်စာပြပြတတ်တာလေသူတို့နှစ်ယောက်ရဲ့အလျော်ဝက်ချက်ပါလေဘယ်အမှုပညာရှင်တွေပဲဖြစ်ဖြစ်မလိုအပ်ဘူးဆိုရင်တော့အသားချင်းထိရမှလုံးဝမကြိုက်တဲ့ဝမ်ပေါက်ကသူ့ရဲ့ကြမ်းကောလက်ကိုရပြီဆိုရင်တော့ရတယ်လို့ထင်နေတာပါပဲသူကောရဲ့ဝင်းနေပွဲကိုလည်း